ကိုတူတူကဘာလို့ဝင်လာနဲ့ထိုက်တယ်လဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်သူကအရင် creation ရကောင်းတယ် creation ဆိုတာတော့ creation ကလည်းကိုပြန်တတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ creation ကလည်းလူတိုင်းလုံးနိုင်တာတော့မဟုတ်ဘူးပေါ့နော်အလီနီထွေးရဲ့အတန်သွားနှောက်ထောင်ကြီးသူနဲ့တူတဲ့သူတယောက်မှမရှိဘူးသူရဲ့အတန်ကရန်ရှားပါတယ်ပြီးသူရွေးလိုက်ပြီးဆိုလိုက်တဲ့တချင်းတိုင်းနဲ့လည်းသူနဲ့လုံးဝသူတချင်းပုံစံလိုဖြစ်လာဒါပေမဲ့ကိုတူတူကသူစစဆိုတွေကသူပထမဆုံးအရင်စဝင်နေကအမားဆိုတာဗျာတိတ်ပြီးတော့ရှာလို့မရဘူးအမပြောမယ်အမရင်ပြောပြောခင်မပြောအမားဆိုတာကလေဒီ live round မှာတော့ဘယ်သူမှမဆိုအမားရှိရယ် round နဲ့ round ရဲ့အမတ်ကိုပဲယူမှာအခု result ကဘာဆိုပရိသတ်ရဲ့90နဲ့တိုင်ရဲ့90ကဒီ round နှစ်ခုပဲကြည့်မှာဒါဆိုပြီးခဲ့တဲ့တစ်ပတ်ကိုပြန်ကြည့်လိုက်အကုန်လုံးကောင်းတယ် okay အဲ့ဆိုတော့ဘယ်သူမှမဆိုဖြစ်နိုင်တယ်ဆိုတော့ Eleni ထွေးဖြစ်နိုင်တယ်ဒီပါစနေရပါလားမသိဘူးညာတစ်ဖက်လောက်ပေးနေအဲ့လိုမဟုတ်အဲ့လိုမဟုတ်ညီမတော့ funny ကဒီပြိုင်ပွဲမဝင်ခင်ကတည်းကသူ့ကိုယ်ပိုင်တခြင်းနေတဲ့ဒါထုတ်ခဲ့တယ်အဲ့တော့ဒီပြိုင်ပွဲပြီးွားတဲ့ကာလမှာလည်း तू ကရက်သွားမဲ့သူမျိုးမဟုတ်ဘူးပြီးပါရမီယာကပါလာတာဆိုတော့ပါရမီယာကိုပါလာတာဆိုတော့ तू ကရေရှည်လက်တွဲလို့ရှိရင်ဒါညီမ star အတွက်လည်းအရန်ကိုအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော်အလုံးမင်္ဂလာပါ ဟုတ်ပါအခုဆိုရင်ကျွန်တော်တို့ပြင်ပေါ်ဝင်ဟောင်းတွေပေါ့နော်ဆိုတော့၃ယောက်လုံးဒီမှာကျွန်တော်တို့စကောဝိုင်းဆွေးနွေးဖို့ကျွန်တော်တို့ရောက်လာတာပေါ့နော်အခုကဝင်းနာထွက်လာဖို့ကကျွန်တော်တို့၃ရက်ပဲလိုတော့တာပေါ့နော်ဆိုတော့အခုစနေညမှာပေါ့နော်ဝင်းနာဘယ်သူဖြစ်လာနိုင်ခြင်းအများဆုံးလဲဆိုတာဟိုခံမှန်းပေးကြဖို့စိတ်ထဲရခံစားချက်တိုင်းပဲဟိုပွင့်လေးဘာမှအာမနာပဲနဲ့ပြောဖို့ကျွန်တော်ကတောင်းဆိုချင်တာပေါ့နော်ပထမအနေနဲ့ဟိုအမင်းတရားနဲ့စပြီးတော့နိုင်မလီအဲ့လိုတော့ပေါ့နော်ကျွန်တော်ဝေနာမှန်းနာတာကတော့ဒါယောက်ျားလေးချင်းချင်းမလို့ပေးရမှာပေါ့နော်ကိုတူတူပေါ့နော်ကိုတူတူဝေနာမှန်းနာပါโอเคဒါတော့နေစားရအမကတော့ funny ပေါ့နော်စပြန်ကြည့်ရအခုစိတ်နေ funny လို့ပဲမှန်းတာ okay ကျွန်တော်ကတော့ Eleni ထွေးပေါ့နော်okay Eleni ထွေးကိုဝင်လာထိုက်တယ်နဲ့လို့โอเคဟိုဘာကြောင့်လို့ထင်တာလဲဆိုတာလည်းရေးကြည့်တာပေါ့နော်ဆိုတော့ပရိသတ်တွေကလည်းဟိုတီးချင်ပါပေါ့ကိုတူတူကဘာလို့ဝင်လာနဲ့ထိုက်တယ်လဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်ပရိသတ်တယောက်အနေနဲ့ပေါ့နော်ပြောပြရဆိုရင်သူကအရင် creation ရကောင်းတယ်ပြီးတော့သူ့ရဲ့ round line ကလည်းဟိုတစ် round နဲ့တစ် round လုံးဝမတူဘူးပေါ့နော်ဟိုဝါကနေဖြောသွားတယ်ပေါ့နော်သူချပြတာလေအဲ့လိုမျိုးဆိုတော့အနုပညာရှင်လုံးမဲ့သူကအဲ့လိုမျိုး creation ပိုင်းကောင်းရတယ်ဗျာဒါ creation ဆိုတာတော့ဒါလူတိုင်းမှာလူတိုင်းတော့ဟိုပေါ့တခါကျစဉ်းစားပေါ့နော် creation လုပ်တယ်ဆိုတော့လည်းပေါင်းထဲမှာပဲဖြစ်တယ်လေပေါ့နော်အလုံးထွက်သွားရင်လည်းအရန်မကောင်းပေးရမှာလေကိုပြန်တတ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ creation ကလည်းလူတိုင်းလုံးနိုင်တာတော့မဟုတ်ဘူးပေါ့နော်သူ့ရဲ့အဲ့လိုသူလုံးနိုင်တဲ့အတိုင်းအတာထဲမှာတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီအတိုင်းအတာကောင်းလားမကောင်းလားတဲ့အတိုင်းအတာထဲမှာပဲလုပ်ဖို့ညီမကတော့ပထမဆုံးတစ်ချက်ကတော့ funny ရဲ့အတန်ပေါ့နော်သူ့ရဲ့အတန်ကာလာအရင်လာတယ်ပြီးတော့ unique လည်းဖြစ်တယ်သူ့အတန်ကိုကြားလိုက်တာနဲ့သူမှန်းတန်းသိတယ်ပြောလို့ရှိရင် तू ကအဆွေးဆိုလို့ရှိရင်လည်းလုံးဝသူ့ရဲ့အတန်လေးမှာ cue နာတန်ပါတယ် dramatic ဖြစ်တဲ့အတန်ရှိတယ်အမျိုးပိုင်းဟိုပြောရမယ့်တခြင်းဆိုလို့ရှိရင်လည်းသူ့မှာလုံးဝအချစ်တခြင်းဆိုရင်လည်း romantic ဖြစ်တဲ့အတန်မျိုးရှိတယ်ကွယ်ဒါသူ့ရဲ့အတန်ကအရင်ထူကြရပေါ့နော်Eleni ထွေးရဘာကြောင့်ဖြစ်လဲဆိုဥမာပေါ့နော်နင်းသိဆိုရင်လည်းပရိသတ်တွေကဖြိုးပြည့်စုံအတန်နဲ့တူတယ်လို့ပြော Ronica ဆိုရင်လည်းနီနီခင်းဆိုနော်ကျွန်မကလည်းအဲ့လိုပဲတူကြတယ်လို့ပြောကြတယ်ဒါပေမဲ့ Eleni ထွေးရဲ့အတန်သွားနှောက်ထောင်ကြီးသူနဲ့တူတဲ့သူတယောက်မှမရှိဘူးသူရဲ့အတန်ကရန်ရှားပါတယ်ပြီးသူရွေးလိုက်ပြီးဆိုလိုက်တဲ့တချင်းတိုင်းနဲ့လည်းသူနဲ့လုံးဝသူတချင်းပုံစံလိုဖြစ်လာအရန်ကောင်းတာအဲ့အကြောင်းကျွန်တော်တော့ Eleni ထွေးညီမတော့လုံးဝကို funny ကိုလုံးဝ 100% ယုံကြည်ရယ်ဘာလို့လဲဆိုတော့ရှစ်တစ်ခေါက်ဒီ round 9မှာပေါ့နော်ဒီ live show မှာပရိသတ်လာပြီးတော့အားပေးတာလည်းသူကအပြင်မှာဆိုလို့ရှိရင်လည်းအများဆုံးပဲပြီးရင်သူ့ရဲ့ social သူ့ရဲ့ကိုယ်ပိုင် social မှာဆိုလို့ရှိရင်လည်းသူ့အားပေးတဲ့လူတွေကအများကြီးပဲကွာဒါမျက်မြင်ကိုယ်တွေပဲเนาะဒါ vote တွေကတော့ဒါ final ဆိုဘယ်သူမှဆို vote ကြမှာပဲကွယ်တိလားအဲ့တော့အမြင့်ရောကျမတို့ပို့ပြီးတော့လက်ခံတယ်အဲ့တော့မင်းတရားရောဒါပေမဲ့တူတူကဘယ်လိုချင်းရှိမယ်တူတူကကြတော့သူကကျွန်တော်ဆိုလည်းမှားတာပဲပေါ့နော် live တွေဆိုခဲ့တယ်အရှိမပြန်ခဲ့တဲ့ဟာတွေကျွန်တော်အမားတွေပါတယ်ပေါ့နော်ပြန်ကြည့်ရင်တော့ဒါပေမဲ့ကိုတူတူကသူစစဆိုတွေကသူပထမဆုံးအရင်စဝင်နေကအမားဆိုတာဗျာ
တိတ်ပြီးတော့ရှာလို့မရဘူး အမပြောမယ်အမရင်ပြောโอเคမပြောမယ်အမဆိုတာကလေဒီ live round မှာတော့ဘယ်သူမဆိုအမရှိရအရန်တိတာသွားတယ်မတိတာသွားတာပဲရှိရဒါပေမဲ့အမတို့ပြန်ပွဲတောက်လျှောက်ကြည့်လာပြီးတော့မှအခုက final နဲ့အခု round ရဲ့အမတ်ကိုပဲယူမှာအခု result ကဘာဆိုပရိသတ်ရဲ့90နဲ့တိုင်ရဲ့90ကဒီ round နှစ်ခုပဲကြည့်မှာဒါဆိုပြီးခဲ့တဲ့တစ်ပတ်ကိုပြန်ကြည့်လိုက်အကုန်လုံးကောင်းတယ် okay အဲ့ဆိုတော့ဘယ်သူမဆိုဖြစ်နိုင်တယ်ဆိုတော့ Eleni ထွေးဖြစ်နိုင်တယ်Eleni ထွေးပြီးခဲ့တဲ့အခါမှာစေးတဲ့ချက်မမပြောပြမယ်အခု round နှစ်ခုကိုပဲကြည့်မှာပြီးနောက်တစ်ခုက Eleni ထွေးဘာကြောင့်ဖြစ်နိုင်လဲလို့ပြောရင်သူ့ရဲ့ပရိသတ်ကနိုင်ငံခြားနဲ့မြန်မာနဲ့ရှင်လိုက်အရန်กว่าတယ်နိုင်ငံခြားလာတဲ့ဟာကအရန်တိတိတတာများတယ်ကျွန်မနားလေတီးထားတယ်လို့ဆိုတော့ तू ကပရိသတ်နဲ့သွားမယ်ဒိုင်မတ်ကအလောက်กว่าမှာမဟုတ်တဲ့အတွက်ကြောင့် तू ရနိုင်တယ်Eleni ထွေးရနိုင်တယ်ဟိုဒိုင်မတ်ကတော့တိတ်တော့ကောက်မှာမဟုတ်ဘူးတယောက်နဲ့တယောက်ပဲအဲ့ပေါ့ဒီမှာတော့ Fanny ကဒီပြိုင်ပွဲမဝင်ခင်ကတည်းကသူ့ကိုယ်ပိုင်သချင်းတွေလည်းဒါထုတ်ခဲ့တယ်အများအားဒီfan တွေနဲ့ keep in touch ဖြစ်တဲ့လူမျိုးပေါ့နော်အဲ့တော့ဒီပြိုင်ပွဲပြီးွားတဲ့ကာလမှာလည်း तू ကရက်သွားမဲ့သူမျိုးမဟုတ်ဘူးပြီးပါရမီယာကပါလာတာဆိုတော့ तू ကရေရှည်လက်တွဲလို့ရှိရင်ဒါမြန်မာ star အတွက်လည်းအရန်ကိုအကျိုးရှိမယ်လို့ထင်တယ်ပေါ့နော် Eleni ဆိုရင်လည်း तू အခုငယ်ငယ်လေးပဲရှိတယ်သူလိုငယ်တဲ့လူတယောက်ကိုကောင်းကောင်းပုံသွင်းလို့ရတယ်ကိုလူချင်းတဲ့ပုံစံတိုင်း तू အကောင်းဆုံးမြေတောင်မြောက်ပြီးမှလုပ်ပေးလို့ရသူဖြစ်တယ်ပြီး तू အရန်နာခံတဲ့သူဖြစ်တယ်တကယ်စူးစမ်းတဲ့သူဖြစ်တယ်အရန်စူးစမ်းပြီးတော့မှအလုပ်သွားတဲ့သူဖြစ်နောက်တစ်ခုကကျွန်တော်တို့ဒီ live round မှာမားတယ်ဘာညာဆိုတဲ့ဟာစတူဒီယိုမှာအတန်သွင်းရင်မားရင်ပြန်ပြင်လို့ရတယ်ကျွန်တော်တို့ကိုယ်တိုင်အတန်သွင်းနေတဲ့သူတွေပဲအချင်းချင်းပြန်သွင်းကြတာပဲဒါမဲ့ဒါပြိုင်ပွဲလေနော်ပြိုင်ပွဲမှာမှားရင်တော့မတက်နိုင်ဘူးလေဒါပြုတ်ပြီးတော့ကျမပဲစတူဒီယိုကနောက်ပိုင်းမှာအခုတော့ပြောပြီလေပြိုင်ပွဲကတော့ရှောက်မားခဲ့မယ်သူဒီထိပါလာနိုင်တယ်ဒီထိပါလာပြီးတော့မှအခုကနောက်ဆုံး2 round first နဲ့ second အဲ့ round ကိုပဲသူကြည့်မှာအဲ့ဒီအမတ်ဆိုပြီးခဲ့တဲ့အပတ်နဲ့အခုလာမယ့်အပတ်ကိုပဲသူတို့ကြည့်မှာပြီးပရိသတ် voting ကြည့်မှာဆိုတော့သူရနိုင်တယ်ဆိုတော့ဘလောက်ပဲအရှိမအမားတွေရှိခဲ့ okay အခုကနောက်ဆုံးရဟာပဲတီချာပါစနေရမှာလားမသိဘူး။ညာတစ်ဖက်လုပ်ပေးနေ။အဲ့လိုမဟုတ်ဒါကိုကအမြဲတမ်းဟိုလေ့လာတာပေါ့နော်ဘေးပတ်ဝန်းကျင်ကိုလည်းလေ့လာတယ်ပရိသတ်ထဲကိုလည်းဝင်ကြည့်တယ်ကိုယ်ကပရိသတ်ထဲဝင်ကြည့်တယ်ဆိုတော့တီးအဲ့လိုမျိုးကိုခံစားတာပေါ့အဲ့ဆိုရင်တော့နည်းနည်းလိုဝိုင်းမှာဟုတ်တယ်ဘာလို့ဆိုကိုတူတူဆိုသူကအရင်ဟိုကချင်ပြည်နယ်မှာလည်းနည်းနည်းသူနေရာရှိပြီးသားပေါ့နော်ဒီကိုလောင်းပြိုင်နေတယ်သူ MC တွေလုပ်တယ် director တွေဘာညာအဆောင်လုပ်တယ်ဆိုတော့သူကဖြန့်ကျက်ပြီးတော့အကုန်ကြည့်နိုင်တယ်ပဲလို့ထင်တယ်ပေါ့နော်ကျွန်တော်တို့ဒီ breaker တွေလည်းဆိုတော့ပြိုင်ပွဲလေဟုတ်တယ်လေဒါအဆူပြိုင်ပွဲ director ကလည်းတချို့ director ပြိုင်တာဟုတ်တာဟုတ်နော်သူဆက်မပြိုင်တာဟုတ် bucket သူကဒီလုပ်တဲ့ဝါသနာတွေပေါ့နော်သူအခုကအစိုးပိုင်းကိုသူကတခြားအစိုးလာပြန်တယ်ဆိုတော့Eleni ဆိုရင်လည်းကြည့်လိုက်အိမ်မှာဆိုရင်သူအမြဲတမ်းတချင်းဆိုနေတာနော်လုံးဝအမြဲတမ်းတချင်းဆိုတာအပြင်အကလည်းရမ်းတော်တယ်ဆိုဂီတသမားတယောက်ဆိုတာကျမတို့ဆိုတော့အကမရအောင်မှန်းလိုက်ပြောသူအမှုပညာသမားတယောက်လောက်လာတော့ဆိုရင်သူက performance သူဒီမှာတော့မထုတ်ပြလို့မရသေးလို့သူမထုတ်တာတကယ်ဆရာလုတ်ပေးကြည့်လိုက်လုံးဝဖြစ်မှာဒီမောက်လည်းကားရတာကြုတ်ခဲ့တာကားရတာတော့ကြုတ်သွားတယ်ကပြီးပြုတ်သွားတခုရှိရကျမအဲ့လိုသူများပရိသတ်တွေလိုက်ကြည့်ရပါတော့လိုက်ကြည့်တဲ့အချိန်မှာလီရှော့မယ်လီနီထွေးရဲ့ပရိသတ်တွေကအရွယ်ဆုံးတယ်ကလေးလည်းရှိရလူငယ်လည်းရှိရဟိုလူကြီးထိရှိရဆိုတော့လုံးဝပရိသတ်ဆိုတော့တချို့ကြတော့ဒီကိုအရွယ်တူလောက်ပဲတချို့ကြတော့လည်းလူကြီးလောက်ပဲကြိုက်တာတချို့ကကလေးလောက်ပဲကြိုက်သူကကြတော့အဲ့လိုမဟုတ်ရွယ်ဆုံးကသူ့ကိုကြိုက်ကြတယ်ညီမတို့ Fanny ဆိုအရွယ်တော့မဟုတ်ဘူးလုံးဝ LGBT ကအစား